月亮个欧美，我单算的你嘛，真那崩也真个路吃嘛啦。မြန်မာသချင်းစာသားတွေကိုအင်္ဂလိပ်လို direct translate လုပ်တဲ့အခါအဓိပ္ပာယ်တွေလွဲကုန်တာမျိုးကြုံဘူးလား Welcome to Maddie's English Fix ဒီစာသားကို Google Translate ထဲထည့်ကြည့်ရင်ဖြစ်ဖြစ်ဒါရဲ့ဘာသာပြန်ဆိုရင်ဖြစ်ဖြစ်ဒီလိုထွက်လာပါတယ် Wait ခဏလေးပါဒီထဲမှာပါတဲ့ overage ဆိုတာကအသက်ကန့်သက်ချက်ကျော်လွန်တာမျိုးကိုပြောတာပါဥပမာဝန်ထမ်းအလုပ်လျှောက်ဖို့အတွက်သတ်မှတ်ထားတဲ့အသက်ထက်ကျော်လွန်သွားတာမျိုးပါအိုမင်းနာကိုပြောတာမဟုတ်ပါဘူးပြီးတော့ disabled ဆိုတာကကြတော့ဆေးရုံဆေးကန်းသုံးစကားမတန်ဆွမ်းမှုဆိုပြီးတော့ဖြစ်သွားတော့ romantic မဆန်တော့ဘူးပေါ့ဒါဆိုသချင်းတွေကိုခန်းစားချက်ပါအောင်ဘယ်လို translate လုပ်မလဲအိုမင်းပြီးတော့အာအင်ချူတက်လာတာကို frail လို့သုံးကြည့်ရအောင်အဲ့ဒီတော့ခုနကစာသားလေးကို romantic ဆန်ဆန် translate လုပ်မယ်ဆိုလို့ရှိရင် When I'm old and frail, will you still cherish me just like you did in our youth? ဒီနေရာမှာ cherish ဆိုတာကတာမန် left ထပ်ပိုနှက်ဆိုင်ပြီးတော့မျက်မျက်နူးနူးတန်မိုးထားတာကိုဆိုလိုတာပါပို့ပြီးတော့တချင်းလဲဆန်သွားတာပေါ့ဒါကြောင့်တချင်းတွေကိုဘာသာပြန်တဲ့အခါစကားလုံးချင်းတိုက်ရိုက်ပြန်တာထက်ခံစားချက် emotion ကိုကြည့်ပြီးတော့ပြန်တာကပို့ပြီးတော့အသက်ဝင်ပါတယ်ကဲအဲ့ဒါဆိုလို့ရှိရင် see you in the next video bye bye